မင်္ဂလာပါကဲဒီနေ့တော့ကျွန်တော်တို့အားလုံးရဲ့ဘဝမှာအရေးအကြီးဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့အင်ချမ်းမြေဝယ်ယူခြင်းအကြောင်းကိုတေချာလေးပြောပြပေးခြင်းပါတယ်အိမ်တလုံးဝယ်တော့မယ်ဆိုရင်လူတိုင်းကလှချင်တယ်ကောင်းချင်ကြတာကြီးဒါပေမဲ့တကယ်လက်တွေမှာတော့လေအပြင်ပန်းကြတာထက်ပိုအရေးကြီးတဲ့အချက်တွေအများကြီးရှိနေပါတယ် ပထမဆုံးအနေနဲ့ကျွန်တော်တို့အိမ်ကြည့်တဲ့အခါမျက်စိထဲမြင်ရတဲ့ဆေးရောင်တွေအလှဆင်ထားတာတွေကိုခဏမိတ်ထားလိုက်ပါအဓိကကြည့်ရမှာကအခြေခံအဆောက်အဦမှာပဲရေလိုင်းမီးလိုင်းတွေမှာစနစ်တကျရှိရလားနေရန်ဒီမှာအကြောင်းတွေရှိနေသလားမိုးရွာရင်ရေဝတ်တလားဆိုတာတွေကိုအရင်စစ်ရပါမယ်ပြီးတော့ location ပေါ်ဗျာအိမ်ကဘလောက်ပဲကောင်းကောင်းတွားရလာရတာအရန်ခက်ခဲနေမယ်ဒါမှမဟုတ်ကိုယ့်အလုံးနဲ့ဝေးလွန်းနေမယ်ဆိုရင်တော့ရေရှည်မှာစိတ်ပင်ပန်းလာပါနေမယ် နောက်တစ်ခုကလူတော်တော်များများမားတတ်တဲ့အချက်ပါအဲ့ဒါကတော့အိမ်ဖိုးအပြင်အပိုးကုန်ကြစအိဒီကိုထဲမတွက်မိကြပဲအိမ်ဝယ်လိုက်ပြီဆိုတာနဲ့ပိုက်ဆိုင်မှုစာချုပ်စာတမ်းကိစ္စတွေအခွန်အခတွေပြီးတော့အိမ်ထဲကိုကိုစိတ်ကြိုက်ပြန်ပြင်းကျင်တာတွေအတွက်ငွေအင်ဟာတီးတန့်ချန်ထားဖို့လိုပါတယ်အဲ့ဒါမှအိမ်ထဲရောက်တဲ့အခါငွေကြေးအကျက်အတဲမထင်ပါပါစာချုပ်စာတမ်းအကြောင်းပြောရရင်တော့ဒါကအသက်ပါပဲဗျာကိုဝယ်မဲ့မြေကဘလို့မြေမျိုးစားလဲခရန်ရှိလားဘိုးဘပိုင်လားစာချုပ်ကောခိုင်မာရဲ့လားဆိုတာကိုကျွမ်းကျင်တဲ့ရှင့်နီဒါမှမဟုတ်အင်ဂျင်မီအကျိုးဆောင်တွေနဲ့တေချာတိုင်ပင်နေစစ်ဆေးတင်ပါတယ်ဈေးပေါ်တာတစ်ခုတည်းနဲ့မဆုံးဖြတ်ပါနဲ့လို့ကျွန်တော်အလေးနဲ့အကြံပေးခြင်းပါတယ် အခုခေတ်မှာအိမ်ချမ်းမြေကိုနေဖို့တင်မဟုတ်ပဲယင်းနှိမ့်မြုပ်နှံမှုအနေနဲ့ဝယ်ကြတာလည်းများပါတယ်အဲ့ဒီခါမှာတော့အဲ့ဒီနေရာရဲ့နောင်9နှစ်10နှစ်အလားအလာကိုကြည့်ရပါတယ်လမ်းသစ်တွေဖောက်လာဖို့ရှိလားဈေးဝယ်စင်တာတွေကျောင်းတွေပေါ်လာဖို့ရှိလားဆိုတာကိုကြိုတင်လေ့လာထားရင်ကိုယ့်ရဲ့ယင်းနှိမ့်မြုပ်နှံမှုကတနေ့မှာအစမတန်တန်မှုတက်လာမှာပါနောက်ဆုံးအနေနဲ့ပြောချင်တာကတော့အိမ်ဝယ်ရဆိုတာစိတ်ရှည်ရတယ်လို့ပါပထမဆုံးမြင်ချေအိမ်ကိုပဲစိတ်ဆွဲမနေပါဘူးအနည်းဆုံးအိမ်3လုံး4လုံးလောက်ကိုနှိုင်းယှဉ်ကြည့်ပါကိုမိသားစုရဲ့လိုအပ်ချက်ကိုယ့်ရဲ့ငွေကြီးအင်အားနဲ့အကိုက်အညီဆုံးထိမဲ့အရာကိုပဲရွေးချယ်ပါအိမ်ဆိုတာနေုံတင်မဟုတ်ပဲစိတ်အေးချမ်းမှုပေးနိုင်တဲ့နေရာဖြစ်ဖို့လိုအပ်လို့ပါပဲဒီနေ့ပြောပြသွားတဲ့အချက်လေးတွေကအိမ်ချမ်းမြေဝယ်ဖို့စဉ်းစားနေတဲ့သူတွေအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲစိတ်တိုင်းကြတဲ့အိမ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ